ဓမ္မဖေဟာခြေထောက်အယူမကျိုးပါဘူးတဲ့ဖေဟာအကြမတော်လို့မြို့တချင်းနဲ့ရောင်သွားတာပါဆရာဝန်ကတပည့်တော်ဆေးစီးပေးလိုက်ပါတယ်တောက်ဆေးတွေလည်းပေးလိုက်ပါတယ်ဖေဟာအခုတပည့်တော်ရဲ့ခြေထောက်ကအယောင်လဲတက်တာနေပါပြီခဏအနားယူလိုက်ရင်တပည့်တော်တက်တာသွားမှာပါဖေဟာတော်သေးတာပေါ့ရှင်ဆန္ဒရဲ့ဘာပဲဖြစ်ဖြစ်စိတ်ရှင်းသွားတာပေါ့ဒါဆိုကိုတော့ရဲ့အင်ကုန်းကတောရเจ้าကိုမပြန်နဲ့တော့လေဒီเจ้าမှာပဲပြန်သတင်းသုံးပါဒီမှာကုညီပေးနိုင်တဲ့ကပ္ပိယတွေလည်းရှိတယ်တက္ကမကြီးတို့မိသားစုလည်းရှိတယ်မို့လားတင်ပါဖေဟာတပည့်တော်ဒီရက်ပိုင်းခြေထောက်လည်းအနားပေးရမှာဆိုတော့ဆုံးခတ်မကြွဖို့ဆုံးဖြတ်ထားပါတယ်ဖေဟာတက္ကမကြီးပဲအားကိုးရတော့မှာစွမ်းပို့ပေးနိုင်မလားတင်ပါဗျာဦးစိမ့်လေးရဲ့ပြောစရာတော့မလိုပါဘူးဗျာတပည့်တော်မတော်ကလေဦးစိမ့်လေးဒီရွာကိုပြန်ကြွလာပြီဆိုတာသိတော့ပဲအရန်ကိုအားတက်သွားပါပြီဗျာဦးစိမ့်လေးဘာမှမပူနဲ့ဗျာဦးစိမ့်လေးကိုစုံညိုက်ပို့ဖို့လေသူတို့မောင်နှမကိုတလက်ကြီးပို့ခိုင်းမယ်ဗျာအော်နောက်ပြီးတော့လေဦးစိမ့်လေးရဲ့ကံကောင်းတဲ့တပည့်တော်မရဲ့တားမောင်နဲ့ကလည်းလေတော်တော်ခင်တွယ်နေကြပြီဗျာကိုရောမြို့တက်ပြီးတော့စေးုံပြနေနှဲ့ရမှာကန်ကောင်းကအဲ့ဒီရွာဝင်လမ်းထိပ်ကပြီးတော့ဘဲမှမခွာပဲနဲ့ကိုရောမျောနေတာဟောတိပြီးပြီလားကန်ကောင်းကမလွယ်ဘူးကန်ကောင်းစီကိုမောင်ထွေးရပဲအစာတော်ကြွေးနေခင်သွားကြတာတဲ့ကို